creatine supplement ကကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဒီ fitness industry မှာတော်တော်လေးနာမည်ကြီးတဲ့လူသုံးများတဲ့ supplement တစ်မျိုးပါတကယ်တမ်းမှာတော့ creatine က gym ဆော့နေတဲ့သူတွေအတွက်တည်းမကဘဲနဲ့တခြားသောအားကစားတွေဖြစ်တဲ့လက်ဝှေ့ဘောလုံးရေကူးကြက်တောင်ရိုက်နဲ့အပြေးစတဲ့အားကစားသမားတွေအတွက်လည်းဒါအရန်ကိုထိရောက်မှုရှိတဲ့စွမ်းဆောင်ရည်ကိုတဆင့်မြင့်တင်ပေးတဲ့ supplement တစ်မျိုးပါဒီနေ့မှာတော့ကျွန်တော်က creatine ကကြွက်သားတိဆောက်တဲ့နေရာမှာဘယ်လိုဘယ်ဝါအရေးပါကြောင်ပြောမှာမဟုတ်ဘဲနဲ့ဒီအားကစားရှုထောင့်နေပြီးတော့ creatine က pro ကစားသမားတွေအတွက်ဘယ်နေရာမှာအသုံးတဲ့လဲနဲ့ဘာကြောင့်တောက်သုံးတင်တာလဲဆိုတာမျိုးကိုပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ sport nutritionist ဒေါက်တာအောင်မဖြစ်ပါတယ်အားကစားလုပ်တဲ့အချိန်မှာခန္ဓာကိုယ်ကြီးလှုပ်ရှားသွားလာဖို့အတွက်စွမ်းရည်ထောက်ပံ့ပေးတဲ့ system 3ခုရှိပါတယ်ဒီ system 3ခုအကြောင်းကိုအသေးစိတ်သိချင်တော့ကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြထားတာရှိပါတယ်တွားရောက်လေ့လာနိုင်ပါခင်ဗျcreatine ကဒီ energy system 3ခုတွေမှာ gear number 1ဖြစ်တဲ့ ATP PC system အားကောင်းအောင်ထောက်ပံ့ပေးတဲ့လောင်စာဆီတစ်မျိုးဖြစ်ပါတယ် ATP PC system ဆိုတာဘယ်လိုမျိုးလှုပ်ရှားမှုတွေမှာအဓိကတာဝန်ယူရလဲဆိုရင်အချိန်တိုအတွင်းအမြန် speed နဲ့ပြေးရတဲ့လှုပ်ရှားမှုတွေပေါ့နော်နောက်ပြီးတော့ဒီ explosive movement လို့ခေါ်တဲ့ရုပ်တရက်ထပြီးပေါက်ကွဲတဲ့လှုပ်ရှားမှုတွေမှာဒါအရေးပါပါတယ်ဥပမာနည်းနဲ့မြင်တောင်ပြောရရင်ဘောလုံးအားကစားမှာဆိုရင်ဘောလုံးနောက်ကိုဒီပြိုင်ဘက်ကစားသမားနဲ့ရှင်ပြီးတော့ပြေးလူတဲ့အခါမှာ speed နဲ့ပြေးတဲ့အချိန်မျိုးမှာ ATP PC system ကအသုံးဝင်တယ်နော်နောက်ပြီးတော့ဘောလုံးကိုဆွဲပြေးပြီးတော့ကန်လိုက်တဲ့အခါမှာ kick power ပြင်းပြင်းနဲ့ကန်နိုင်ဖို့အတွက်ကATP PC system အားကောင်းနေမှာဖြစ်မယ်အဲ့လိုပဲလက်ဝဲမှာဆိုရင်လည်းဒီလက်သီးထိုးချက်တွေနောက်ပြီးတော့ဒီကန်ချက်တွေနဲ့ဒီ take down လို့ခေါ်တဲ့ပြိုင်ဘက်ကစားသမားကိုဒါကင်ပေါက်တဲ့အကွက်တွေပေါ့နော်အဲ့လိုမျိုးတွေမှာအားပါနဲ့ power ပြင်းပြင်းနဲ့လုံနိုင်ဖို့ကဒါ ATP PC system ကတာဝန်ယူပါတယ်ကြက်တောင်အားကစားမှာဆိုရင်လည်းဒီခုံပြီးတော့ဒီ smash ရိုက်တဲ့အလုံးတွေပေါ့နော်ခုတ်ချတဲ့အလုံးတွေဒီ smash ရိုက်တဲ့အလုံးတွေမှာလည်း၄-၅ချက်ဇက်တိုက်လောက်ဒါဇက်တိုက်ဆင့်ပြီးတော့ရိုက်တဲ့အခါမှာဒါလုံးဝအားမလျော့သွားဘဲနဲ့ power ပြင်းပြင်းနဲ့ရိုက်နိုင်ဖို့ကဒါ ATP PC system အားကောင်းနေမှာဖြစ်ပါတယ်အထို့အတူပဲကျွန်တော်တာတိုအပြေးသမားတွေနောက်ရေကူးသမားတွေဆိုရင်လည်းဒီပထမ10စက္ကန့်အထိကိုဒါမမောမပန်းပဲနဲ့အကောင်းဆုံးရှင်ပြိုင်နိုင်ဖို့အတွက်ကဒါ ATP PC system ကကူညီပေးပါဆိုတော့ creatine ကဒီလှုပ်ရှားမှုတွေကိုဒါအားကောင်းစေတဲ့ supplement မျိုးဆိုတော့ဒါ power and sprint လို့ခေါ်တဲ့ပြင်းအားနဲ့အမြန်နှုန်းကိုမြင့်တင်ပေးတဲ့ supplement တစ်မျိုးပါဒါအပြင် creatine ကကစားသမားတွေရဲ့အမောခံနိုင် endurance ကိုမြင့်တင်ပေးအောင်တော့ကဒီကြွက်သားတွေရဲ့နာကျင်ပင်ပန်းမှုတွေကိုလည်းလျှော့ချပေးပါတယ်ဆိုလိုတာကဒါနောက်ဆုံးမိနစ်ထိပြိုင်ဘက်ကစားသမားထက်ပိုပြီးတော့လန်းလန်းဆန်းဆန်းနဲ့ရှင်ပြိုင်နိုင်ဖို့ဆိုရင်ဒါ creatine ကကူညီပေးပါလိမ့်မယ်နောက်ထပ်အရေးကြီးပြီးတော့လူတွေသတိမထားမိတဲ့အချက်က creatine ကအုံနောက်ရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးပါတယ်အားကစားမှာဒီရုပ်ပိုင်းဆိုင်ရာတွေမကဘဲနဲ့အုံနောက်ရဲ့တုံ့ပြန်မှုမြန်ဆန်မှုကလည်းအရေးကြီးရပေါ့နော်ဆိုတော့ creatine ကိုပုံမှန်မှီဝဲမယ်ဆိုရင်ကျွန်တော်တို့အာရုံစူးစိုက်မှုတွေကောင်းမယ်ဒါ response တွေမြန်မယ်တုံ့ပြန်မှုတွေမြန်မယ်နောက်ပြိုင်ပွဲမှာဒီ decision making လို့ခေါ်တဲ့ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချပြီးတော့အကောင်းဆုံးရှင်ပြိုင်နိုင်မှာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ creatine ကဒဏ်ရာရနိုင်ခြေကိုရှော့ချပေးသလိုအကယ်၍ဒီဒဏ်ရာရခဲ့ရင်လည်းဒီကြွက်သားတွေပြန်လည်တန်ဆွဲရေးကာလမှာအများကြီးထောက်ကူပြုပါတယ်ဒါပေမဲ့ကစားသမားတွေအနေနဲ့ creatine ရဲ့အကျိုးကျေးဇူးတွေကိုအပြည့်အဝရကျင်နေဆိုရင်တော့creatine ကိုတရက်မှမပြတ်ဘဲနဲ့မှန်မှန်တောက်ဖို့လိုအပ်တယ်နော်ဒီနေ့တောက်လိုက်မနေ့ပြန်မတောက်လိုက်ဆိုရင်တော့ဒါတိတာပြောင်းလဲတဲ့ result ကိုရမှာမဟုတ်ပါဘူးဒါအပြင် creatine တော့တောက်ပါတယ်ဒါပေမဲ့ဘာ training မှလည်းမလုပ်ဘာ technique မှလည်းမရှိဘာပါရမီမှလည်းမပါဘူးဆိုရင်တော့လေဘာမှတော့လည်းဖြစ်လာမှာမဟုတ်ဘူးเนาะညီကုန်းချုပ်အနေနဲ့ပြောရရင် creatine က gym ဆော့နေတဲ့သူတွေကြွက်သားတိဆောက်ဖို့တက်ပဲတောက်ရတဲ့ supplement မဟုတ်ပါဘူးကစားသမားတွေအတွက်ပြိုင်ပွဲမှာပြင်းအားအမြန်နှုတ်အမောခံနိုင်ရည်နဲ့အာယုံစူးစိုက်မှုတွေကိုမြင့်တင်ပေးတဲ့ဘေးကင်းပြီးအထက်ရောက်ဆုံး supplement တစ်မျိုးပဲဖြစ်ပါတယ် pro ကစားသမားတွေအနေနဲ့ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုတဆင့်မြင့်တင်ဖို့စိတ်ကူးရှိရဲဆိုရင်တော့ creatine ကတေချာပေါက်တောက်သုံးတဲ့ supplement တစ်မျိုးပဲဖြစ်ပါတယ်အားကစားသမားတွေဆင်ပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်